သဗ္ဗေတတ္တဆိုတာမရှိဘူးသဗ္ဗေဒေဝနတ်ဆိုတာမရှိဘူးသဗ္ဗေမနုဿလူဆိုတာလည်းမရှိဘူးသဗ္ဗအဋ္ဌိယောအမျိုးသမီးဆိုတာလည်းမရှိဘူးသဗ္ဗေပုရိသယောက်ျားလေးဆိုတာလည်းမရှိဘူးအဲ့လိုပြောင်းလိုက်တာနော်အဲ့ဒါကြောင့်ဒိဋ္ဌိဝိသုဒ္ဓိလို့ခေါ်တယ်ဘာဖြစ်လို့မရှိဘူးလို့ပြောတာတော့ငကောရှိရတဲ့နဲ့ဖြောက်တာလားဆိုတော့ရှိကိုမရှိတာငကောက illusion ဖြစ်နေတာမရှိတာကိုအရှိထင်နေတာအဲ့ဒါဘာကြောင့်မရှိတာကိုရှိထင်နေတော့ဆိုတော့အဝိဇ္ဇာကြောင့်ဖြစ်တယ်တကယ်ရှိတာမဟုတ်ဘူးတကယ်ရှိတာယုံနဲ့နာပဲရှိတယ်အဲ့ဒီယုံနဲ့နာရဲ့လှုပ်ဆောင်မှုတွေပေါ်မှာလူတွေကအထင်မြင်လွဲပြီးတရားလို့ထင်နေတာနော်တရားလို့ဆိုတာလွဲမှားတဲ့အမြင်တစ်ခုသာဖြစ်တယ် illusion မျက်စိလဲတာပဲဖြစ်တယ်တကယ်ရှိနေတာယုံနဲ့နာပဲရှိတယ်အဲ့လိုဆိုလို့လေပေါ့အဲ့ဒါကိုဘယ်လိုလုပ်ဖြောရမလဲဆိုသစ်ပင်တစ်ပင်ကိုစဉ်းစားကြည့်လိုက်သစ်ပင်လို့ခေါ်တာဟာအကုန်လုံးပေါင်းနေတဲ့အချိန်မှသာခေါ်လို့ရတာသစ်ပင်ရဲ့အစိတ်ပိုင်းတွေအကုန်ဖြတ်ပြီးပုံထားလိုက်မယ်ဆိုရင်သစ်ပင်မရှိတော့ဘူးပျောက်သွားပြီလေအခုလူတွေမှလည်းပဲထို့တူပဲတရားလို့ထင်နေတာယုံနဲ့နာနှစ်ခုပေါင်းစပ်နေတော့တာယုတ်ကတခြားနာကတခြားခွဲလိုက်တာတဲ့တရားတဲ့ခုနတရားဆောင်ရှိတော့ဘူးလေအဲ့လိုမြင်အောင်မြင်သွားတဲ့အသိဉာဏ်ကြတော့မှဒိဋ္ဌိဝိသုဒ္ဓိလို့ခေါ်တယ်သဘာဝတရားတသက်ကိုသာမြင်နေနော်ခုနတရားဆိုတဲ့အတွေ့လုံးဝမရှိတော့ဘူးတရားဆိုတာမရှိသည့်အတွက်ကြောင့်ပြုလို့သူဆိုတာလည်းမရှိဘူးအကြောင်းအားလျော်စွာနော်သူဆိုင်ရအကြောင်းကြောင့်အကြောင်းတရားရဲ့ဖြစ်မှုသာရှိတယ်ခံစားသူဆိုတာမရှိဘူးအကျိုးပေါ်တာမျှသာဖြစ်တယ်အလုံးအသဘာဝတရားတသက်အဲ့ဒါကို phenomena လို့ခေါ်တယ်သဘာဝတရားတသက်ပဲအဲ့ဒါကိုသူ့ရဲ့ငါရဲ့ဒီလိုလွဲမှားစွာထင်တာလွဲမှားစွာထင်နေတာအဲ့ဒီလွဲမှားစွာထင်နေတဲ့အထင်ကိုပျောက်အောင်လုပ်အောင်ခုနသမထလုပ်နေတော့မပျောက်ဘူးအထူးသဖြင့်မေတ္တာပွားနေတဲ့ဆိုရင်လူအနေနဲ့မေတ္တာပွားတာအဲ့ဒါကိုဖြောက်ရမယ်သူကနော်အစစ်မှမဟုတ်ဘူးလူရှိတာကအစစ်မှမဟုတ်ဘူးသို့တော့ level နှစ်ခုနဲ့တွက်မယ်ဆိုရင်သူကသမ္မုဒိ level နဲ့ပရမတ္ထ level သမ္မုဒိသစ္စာပရမတ္ထသစ္စာနှစ်ခုလောကလူတွေရဲ့အသုံးနှုန်းတိုင်းဆိုရင်မှန်တယ်ဒါအမျိုးသားဒါအမျိုးသမီးဒါကလူဒါကနတ်နော်လောကလူတွေကဒါကိုအမှန်တရားဖြစ်လက်ခံထားတယ်သို့တော့ပရမတ္ထ level ရောက်တဲ့အခါကျတော့အဲ့ဒါအမှန်မဟုတ်တော့စစ်ဆေးလိုက်တဲ့အခါကျတော့ပျောက်သွားမှန်မဟုတ်ဘူးအဲ့လိုဆိုလို့ပေါ့နော်အဲ့တော့အမှန်တရားဆိုတာအသိဉာဏ်နဲ့ရှာရင်ရရမယ်မပျောက်ရဘူးရှိနေရမယ်အသိဉာဏ်နဲ့သိနိုင်ရမယ်တေချာတွေးစားလိုက်လို့ပျောက်သွားလို့ရှိရင်ဒါအမှန်တရားမဟုတ်တော့မရနိုင်ဘူးအထင်မြင်သာဖြစ်သွားတယ်လို့တို့ဆိုလို့အဲ့တော့ဒိဋ္ဌိဝိသုဒ္ဓိဆိုတာယုံနဲ့နာနှစ်ခုသာရှိတယ်တရားဆိုတာမရှိဘူးဒီနှစ်ခုပေါင်းစပ်ပြီးတော့လှုပ်ရှားပြောဆိုသွားလာနေတာသာဖြစ်တယ်ဒီကြားထဲမှာတရားဆိုတာမရှိဘူးအကြောင်းတရားနှစ်ခုပေါင်းစပ်ပြီးဖြစ်နေခြင်းသာဖြစ်တယ်အဲ့လိုမြင်တာဒိဋ္ဌိဝိသုဒ္ဓိပဲအဲ့ဒါကြောင့်ဝိသုဒ္ဓိမဲ့ကြတော့နာမရူပနာယထာဝတ္တနာဒိဋ္ဌိဝိသုဒ္ဓိနာမနာယုတ်တာရှိတယ်လို့အမှန်တိုင်းမြင်တာကဒိဋ္ဌိဝိသုဒ္ဓိအဘိဓမ္မာသင်္ဃာကျမ်းကြတော့လက္ခဏာရတပစ္စုပ္ပတ္ထာနာပရဒဏဝတိနာနာမရူပပရိက္ခောအသိဉာဏ်နဲ့နော်အမှတ်အသားကိစ္စအသိဉာဏ်နဲ့ပေါ်လာပုံအကြောင်းတရားအဲ့ဒီရှုတော့က၄ခုကနေပြီးတော့ယုတ်တိဏ္ဍတွေကိုရှာတွေ့တာရှာတွေ့နိုင်တဲ့အသိဉာဏ်သည်ဒိဋ္ဌိဝိသုဒ္ဓိလို့ဆိုတူတူပဲတိတ်ပဲအတူတူပဲကျန်တာကတရားဆိုတာရှာမတွေ့ဘူးဒီထဲမှာရှာတွေ့တာကယုံနဲ့နာဒီတစ်ခုပဲရှာတွေ့ပဲ
အသိဉာဏ်နဲ့ရှာလိုက်ရင်ယုံနဲ့နာနှမျိုးပဲတွေ့မယ်အဲ့ဒီနှမျိုးကိုသာလဲယုံနဲ့နာနှမျိုးကိုသာလဲသိမြင်တဲ့အသိဉာဏ်သည်ဒိဋ္ဌိဆိုတာဓတ္တနာပဲအမှန်မြင်ခြင်းလို့အဓိပ္ပာယ်ရတယ်ဒီနေရာမှာမိစ္ဆာဒိဋ္ဌိနဲ့မဆိုင်ဘူးဒီစကားလုံးကတော့ဒိဋ္ဌိဆိုတာအမှန်မြင်ခြင်းအသိဉာဏ်ဒိဋ္ဌိနဲ့ဓတ္တနာတူတူပဲမြင်တယ်ဝိတ္တုဒ္ဓိဆိုတာမှားတဲ့အမြင်တစ်ခုကိုဖယ်ရှားပြစ်နိုင်တယ်မှားတဲ့အမြင်ကိုတန်ရှင်းစေကြောပေးလိုက်နိုင်တယ်ဒါကြောင့်မလို့ဒိဋ္ဌိဝိတ္တုဒ္ဓိဆိုတာအမှန်မြင်ခြင်းကအမှားကိုရှင်းပြတယ်လို့ဆိုလိုတယ်နော်အမှန်မြင်ခြင်းကအမှားဆိုတာကိုရှင်းနဲ့ဖယ်ရှားပြတယ်တန်ရှင်းစေကြောပြစ်နိုင်တယ်ဆိုတော့ဒီအဓိပ္ပာယ်နဲ့ဒိဋ္ဌိဝိတ္တုဒ္ဓိလို့ခေါ်တာသို့တော်အဲ့ဒါတော့အင်္ဂလိပ်လိုပြန်တဲ့အခါကျတော့အလွယ်ပြန်ကြတယ် purifications of view လို့ပြန်တယ်အဲ့ဒါဒီစာပေကပါဠိကျမ်းကနေဖွင့်တဲ့အတိုင်းမဟုတ်ဘူးပါဠိကျမ်းကနေဖွင့်တဲ့အတိုင်းပြန်မယ်ဆိုရင်အဲ့လိုပြန်လို့မရဘူးသူကနော်သူက the view that purified the knowledge purified view ဒီလိုပဲပြန် knowledge that purified view အသိဉာဏ်ကိုဆိုလိုတာသူကအဲ့တော့ဒိဋ္ဌိဝိတ္တုဒ္ဓိဆိုတာအသိဉာဏ်ကိုပြောတာစင်ကြယ်တာကိုပြောတာမဟုတ်ဘူးအသိဉာဏ်ကိုပြောတာအသိဉာဏ်ရှိမှအမှားတန်းစစ်ပြလို့ရမှာ哦ဒါကြောင့်မို့ဒိဋ္ဌိကစကားလုံးတစ်ခုဝိတ္တုဒ္ဓိကစကားလုံးတစ်ခုဒိဋ္ဌိကအသိဉာဏ်အဲ့ဒီအသိဉာဏ်သည်မှားယွင်းနေတဲ့အမြင်တစ်ခုကိုရှင်းပြနိုင်တော့ကြောင့်ဝိတ္တုဒ္ဓိအဲ့လိုဆိုလို့ရတယ်သူကဒိဋ္ဌိဝိတ္တုဒ္ဓိသီလဝိတ္တုဒ္ဓိဆိုတာလေအဲ့လိုဆိုလို့တယ်သီလမရှိခြင်းဆိုတဲ့အကုသိုလ်ကိုသုတ်သင်ဖယ်ရှားပြလို့သီလဝိတ္တုဒ္ဓိလို့ခေါ်တယ်သီလကကောင်းတဲ့သီလအကျင့်တရားအဲ့ဒီအကျင့်တရားသည်အကျင့်သီလခင်မဲ့ခြင်းဆိုတဲ့အညစ်အကြေးကိုတန်ရှင်းစေသောကြောင့်သီလဝိတ္တုဒ္ဓိစိတ်ဓာတ်ဝိတ္တုဒ္ဓိဆိုတာလည်းထို့တူပဲသမာဓိစိတ်ဓာတ်ဆိုတာဒီနေရာသမာဓိကိုပြောတာသမာဓိကသမာဓိရဲ့အညစ်အကြေးတွေကိုသုတ်သင်ရှင်းနေပြလို့စိတ်ဓာတ်ဝိတ္တုဒ္ဓိလို့ခေါ်တာဒီမှာလည်းပဲဒိဋ္ဌိဝိတ္တုဒ္ဓိဆိုတာဒိဋ္ဌိဆိုတဲ့အသိဉာဏ်သည်မှားယွင်းတဲ့အမြင်ကိုရှင်းလင်းပြလို့ဒိဋ္ဌိဝိတ္တုဒ္ဓိလို့ခေါ်တာအဲ့ဒါကိုဒီနှစ်ခုတွဲပြဒိဋ္ဌိဝိတ္တုဒ္ဓိနော်မှန်ကန်သောအမြင်သည်မှားယွင်းသောအမြင်တွေကိုရှင်းလင်းပေးတယ်ဒါကြောင့်ဒိဋ္ဌိဝိတ္တုဒ္ဓိအဲ့ဒါဝိပဿနာတရားထုတ်ပြီးဆိုလို့ရှိရင်ဒိဋ္ဌိဝိတ္တုဒ္ဓိရင်ဖြစ်ရမှာသူကဒါကြောင့်မို့လို့ယုံနာတာရှိတယ်တခြားမရှိဘူးဆိုတာကိုသိကြလောက်အောင်ကိုယ့်ကိုစစ်ဆေးပြီးအချင်းချင်းထပ်သင်ယူခြင်းမှတ်သားခြင်းကြားနာခြင်း